မင်္ဂလာပါကောင်းသောနေ့လေးပါရှင်အခုကျမရဲ့ဒီ podcast မှာအခုတခါပြောပြချင်တာလေးကကိုယ့်ရဲ့ career လမ်းကြောင်းမှာတခါလေကြာလို့ရှင် stuck ဖြစ်တယ်လို့ခံစားနေရတဲ့ခံစားချက်မျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးခံစားနေရတဲ့သူတွေဆိုလို့ရှိရင်ဒီ podcast လေးကအကျိုးရှိပါလိမ့်မယ်ဆိုတော့ကိုယ့်ရဲ့လက်ရှိ career အပိုင်းမှာ stuck ဖြစ်တယ်လို့ခံစားရပြီဆိုလို့ရှိရင်ခံစားချက်တွေကဘယ်လိုမျိုးတွေဖြစ်တတ်လဲဆိုတော့စိတ်ကလွတ်လွတ်လပ်လပ်ဖြစ်မနေဘူးအလုပ်သွားရဖို့ကိုမပြောနေတာမျိုးပြီးတဲ့အခါမှာအလုပ်လုပ်နေရင်လည်းအဲ့ဒီအလုပ်ကြောင့်မို့လို့ကိုစိတ်တွေပင်ပန်းစေတယ်စိတ်တွေရှုပ်ထွေးစေတယ်မငြိမ်းမချမ်းဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးခံစားချက်တွေဖြစ်နေတတ်တယ်ဒီအလုပ်တစ်ခုကိုညှိငွေ့နေတာကိုပါဆက်လုပ်ရမလဲငါဒါပဲလားစသဖြင့်ပေါ့နော်တွေးနေတတ်တာမျိုးတွေကျမတို့တစ်ခါလေးကြုံရတတ်တယ်အဲ့လိုမျိုးဖြစ်ပြီဆိုလို့ရှိရင်အရင်ဆုံးကိုနားလည်ရမှာကအဲ့ဒါဘာတစ်ခုမှမှားနေတာမဟုတ်ဘူးအဲ့လိုမျိုးကိုယ့်ရဲ့အလုပ်မှာ stuck ဖြစ်တယ်လို့ခံစားရတယ်ဆိုတာကအလုပ်မှာရှုံးနေတာမျိုးလည်းမဟုတ်ဘူးကိုရွေးထားတဲ့လမ်းကမှားနေတာလားဆိုပြီးတော့လည်းတွေးပြီးတော့တောကဖြစ်เสียမလို့ဘူးကိုနောက်ကျကြံနေတယ်ဆိုတာလည်းမဟုတ်ဘူးပေါ့နော်များသောအားဖြင့်အဲ့လိုမျိုးခံစားချက်တွေဖြစ်လာတယ်ဆိုတာကဖြစ်တတ်တာမျိုးကကိုယ့်ရဲ့အတွင်းဘက်အပိုင်းမှာအခုလက်ရှိအနေအထားထက်ပိုပြီးတော့တိုးတက်လို့တဲ့စိတ်ဖြစ်နေတာအဲ့ဒီအစိတ်အပိုင်းတစ်ခုရှိနေတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကိုကဒီနေရာမှာနောက်ထပ်မရှိတော့ဘူးလားငါဘာထပ်လုပ်ရမလဲဆိုတဲ့အတွေးတွေနဲ့ဒီကိုယ့်ရဲ့လက်ရှိ career ကို stuck ဖြစ်နေသလိုမျိုးခံစားချက်တွေဖြစ်တတ်တာမျိုးဖြစ်ပါတယ်ဆိုတော့အဲ့တော့ကို feeling stuck ဖြစ်နေတယ်ဆိုတာကဘယ်လိုမျိုးဖြစ်နေတာလဲပေါ့နော်အဲ့လိုမျိုးဖြစ်နေပြီဆိုလို့ရှိရင်ဒီဟာကြီးကကိုယ့်အတွက်ပြဿနာကြီးလို့မမြင်လိုက်နဲ့တချို့အချိန်တွေမှာအဲ့လိုပဲဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့စာရွက်ပေါ်မှာကတော့ကိုယ့်ရဲ့အလုပ်အကိုင်အားဖြင့်အဆင်ပြေနေတယ်ဒါပေမဲ့လို့ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာဗလာဖြစ်နေတယ်ပြီးတော့အလုပ်ကိုတိုးတက်သွားပြီလို့အလုပ်တွေပြီးမြောက်တယ်ကိုလည်းယာဒူးအားဖြင့်ပဲဖြစ်ဖြစ်လစာအားဖြင့်ပဲဖြစ်ဖြစ်အမြဲတမ်းတိုးတက်နေတယ်လို့ထင်နေရပေမဲ့ကိုဟာနဲ့ကိုနောက်တစ်ဆင့်ဘာထပ်လုပ်ရမလဲဒီနေရာမှာကိုမကျေနပ်နိုင်တဲ့အတွက်ကြောင့်မို့လို့နောက်တစ်ဆင့်ကိုဘာတိုးတက်အောင်လုပ်ရမလဲဆိုတဲ့အတွေးမျိုးတွေဖြစ်တာမျိုးပြီးတဲ့အခါကျတော့အလုပ်တွေကတော့များနေတယ်ဒါပေမဲ့ကိုနဲ့ disconnect ဖြစ်ပြီးတော့ကိုပျောက်ဆုံးနေတာပေါ့နော်အဲ့လိုခံစားချက်တွေမျိုးဖြစ်တတ်တာတွေရှိတယ်ပြီးတဲ့အခါကျလို့ရှိရင်ငါရဲ့ဘဝဒါပဲလားငါရဲ့ဘဝတစ်လျှောက်လုံးဒီလိုပဲနေသွားရတော့မှလားဆိုတဲ့မေးခွန်းမျိုးကိုလည်းကိုမကြာခဏမေးမိတတ်တဲ့အချိန်မျိုးတွေရှိတယ်ဆိုတော့ကြတော့ကိုလုပ်ရမယ့်အလုပ်တွေကိုတော့ဆက်ပြီးတော့လုပ်နေရမှာပဲရှိတဲ့တာဝန်တွေကိုဆက်ပြီးတော့ထမ်းဆောင်နေရအောင်မှာပဲဖြစ်တယ်ဒါပေမဲ့လို့ဒါကတာဝန်ကြောင့်လုပ်ရတယ်လို့ဖြစ်ပြီးတော့ passion ရှိမနေတာကိုယ်စိတ်မှာတစ်ခုလိုနေတာတစ်ခုမမှန်တယ်လို့ခံစားရတာအဲ့လိုခံစားချက်မျိုးတွေဖြစ်တယ်ပေါ့နော်အဲ့ဒါကကိုဒီနေရာတစ်ခုမှာ stuck ဖြစ်နေတဲ့ခံစားချက်မျိုးဖြစ်လာပြီဆိုလို့ရှိရင်အပေါ်ကပြောခဲ့တဲ့ခံစားချက်တွေနဲ့မိကုန်းတွေကိုမေးလာတတ်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်အဲ့လိုခံစားရတဲ့ကိုလည်းအပြစ်တင်စရာမလိုဘူးဒါအဲ့လိုပဲလက်လဲလွတ်မထားနဲ့ဖြစ်ချင်တာဖြစ်ဆိုပြီးတော့ပဲဒီတိုင်းပဲမျောပြီးတော့လည်းမနေနဲ့ကိုရှာဖွေရမယ်ပေါ့နော်ဒီ stuck ဖြစ်တဲ့ခံစားချက်တွေခံစားရတဲ့အကြောင်းရင်း၃ခုရှိတယ်အဲ့ဒါကအကြောင်းရင်းတစ်ကကိုကလွန်ခဲ့တဲ့4-5-6 လတစ်နှစ်2နှစ်5နှစ်အဲ့ဒီကလူမဟုတ်တော့ဘူးနှစ်တွေပြောင်းလာတဲ့မြကိုကလည်းပဲပြောင်းလဲလာတယ်ဒါပေမဲ့လို့ကိုရဲ့လက်ရှိအလုပ်ကမပြောင်းလဲနေဘူးဒါမှမဟုတ်လို့ရှိရင်အရင်အတိုင်းပဲကိုအလုပ်တွေကလုပ်နေရတယ်ပြီးတဲ့အဲ့လိုမျိုးကြတော့အရင်တစ်ချိန်ကတော့ကိုက်ညီခဲ့တဲ့အရာတွေကအခုမကိုက်ညီတော့တဲ့ခံစားချက်မျိုးဖြစ်လာတဲ့အခါမှာအဲ့ဒီကနေပြီးတော့ကိုစိတ်ဖိအားတွေဖြစ်လာတယ်ပေါ့နော်ပြီးတဲ့အခါမှာကိုက autopilot နဲ့ကိုရဲ့နေ့စဉ်အခြေအနေတွေကိုလဲပတ်နေတယ်လို့ဖြစ်နေတာ
ကိုကဒီနေရာမှာအချိန်ကြာနေပြီဆိုတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုအလျောက်ကိုကအရန်ကိုအားအင်တွေထွက်ပြီးတော့ဘာမှလုပ်နေစရာမလိုတော့ဘူးဒီ auto pilot နဲ့ကိုကသွားနေတယ်ပေါ့နော် deadline တွေသူတို့ချမှတ်ထားတဲ့ deadline တွေတိုင်းကိုကလုပ်မယ်ကိုယ့်ရဲ့အထက်လူကြီးတွေမျှော်လင့်ထားတဲ့အတိုင်းကိုကအလုပ်တွေကို deliver လုပ်နေမယ်ပြီးလို့ရှိရင်နေ့စဉ်လုပ်နေကြတာဝန်တွေအတိုင်းပဲကိုကလုပ်နေတယ်အဲ့တော့အဲ့ချိန်မှာငါတကယ်ဘာလိုချင်တာလဲဆိုပြီးတော့မေးရမယ်ပေါ့အဲ့လိုမျိုးမမေးဘူးကိုလည်းကိုလည်းကိုယ့်ရဲ့လက်ရှိအနေထားမှာမကျေနပ်နေဘူးဆိုလို့ရှိရင်နောက်ဆုံးမှာဒီနေရာမှာငါ stuck ဖြစ်နေပါလားပိတ်မိနေပါလားဆိုပြီးတော့ခံစားချက်မျိုးကိုပို့ပြီးတော့ခံစားရလာနိုင်တယ်ပေါ့နော်ပြီးရဲ့အခါကျတော့ကိုဒီလိုမျိုးအလုံးမှာ stuck ဖြစ်တယ်လို့ခံစားရတာကကိုယ့်ရဲ့ပြင်ပရဲ့အတန်တွေကြောင့်လည်းဖြစ်တတ်တယ်ဥပမာအားဖြင့်မိသားစုရဲ့ပြောလာတဲ့ကိစ္စမျိုးတွေပြီးလို့ရှိရင်ကိုကျင်လဲတဲ့လူမှုအတိုင်းအဝိုင်းအလုပ်အကိုင်းအတိုင်းအဝိုင်းကသတ်မှတ်ထားတဲ့သတ်မှတ်ချက်တွေပြီးတဲ့အခါမှာ social media လိုမျိုးမှာကိုမြင်နေရတဲ့လူတွေရဲ့သူတို့ဘဝဘလို့ပျော်ရွှင်နေပါတယ်အောင်မြင်နေပါတယ်ဆိုတဲ့ပုံစံမျိုးတွေကိုသွားမြင်ပြီးတော့နှိုင်းယှဉ်မှုတွေကိုယ့်ရဲ့အတွင်းစိတ်ထဲမှာသွားလှုပ်လိုက်ပြီးဆိုလို့ရှိရင်ကိုအားမရတော့တဲ့အကြောင်းအရာတွေပေါ်လာတတ်တယ်ပေါ့နော်ဆိုတော့ပြန်စဉ်းစားမှာကကိုသိတဲ့ကိုလိုချင်တဲ့အောင်မြင်မှုဆိုတာကဘာလဲလူတိုင်းမှာသူတို့ရဲ့သတ်မှတ်ချက်အရာသူတို့ရဲ့ကိုယ်ပိုင်အမြင်တွေယူဆချက်တွေရှိတယ်ပေါ့နော်အဲ့ဒါကကိုနဲ့မဆိုင်ဘူးအဲ့ဒါကိုကအမြဲတမ်းသိထားရမယ်ဆိုတော့ကိုယ့်ရဲ့အတွင်းထဲကကိုယုံကြည်တဲ့ကိုတန်မိုးထားတဲ့အရာကဘာလဲဆိုတာကိုကပြန်ပြီးတော့နားထောင်ရမယ်သိအောင်လုပ်ရမယ်အဲ့လိုမျိုးကိုနဲ့ပြန်ပြီးတော့ချိတ်ဆက်မိပြီဆိုလို့ရှိရင်မရှင်းလင်းနေတဲ့ရှုပ်ထွေးနေတဲ့အရာတွေကကိုဘာဆက်လုပ်ရမလဲဆိုတဲ့လမ်းကြောင်းပေါ်ပြီးတော့ရှင်းလင်းသွားနိုင်တယ်ပေါ့နော်အဲ့တော့ကိုကတနေရာမှာ stuck ဖြစ်နေပြီဆိုတဲ့အချိန်ကြာလို့ရှိရင်အဲ့လိုမျိုး stuck ဖြစ်တဲ့လူအများစုကဒီအလုပ်ပဲပေါ့နော်အလုပ်မှာဆိုလို့ရှိရင်ဒီအလုပ်မှာကို stuck ဖြစ်နေတယ်လို့ခံစားရတဲ့အတွက်ကြောင့်မို့လို့ဒီအလုပ်ကိုထွက်ရမလားထွက်ဖို့ဆိုပြီးတော့လုပ်ကြတယ်ပြီးတော့ကြတော့ကိုတခြားသူတွေနဲ့နှိုင်းယှဉ်ပြီးတော့စိတ်ဖိစီးမှုတွေရကြတယ်စိတ်ပင်ပန်းမှုတွေရကြတယ်ပြီးတဲ့အခါကျတော့ငါပို့လုပ်ရမယ်ဆိုပြီးတော့ကိုဖိအားပေးတတ်ကြတယ်အဲ့လိုမျိုးနောက်ဆုံးမှာတော့ငါမလုပ်နိုင်လို့ဆိုတော့ကိုအပြစ်တင်စိမ့်နဲ့ဒီကိုရဲ့ career က stuck ဖြစ်သွားတတ်တယ်ပေါ့နော်ဆိုတော့ကိုရဲ့အတွင်းထဲကအတန်ကိုအရင်နားထောင်ပြီးတော့ကိုကဘယ်လိုလိုမျိုးဖြစ်ချင်တာလဲကိုဘာရချင်တာလဲဆိုတာကိုအရင်ဦးဆုံးသိအောင်လုပ်ရမှာဖြစ်တယ်အဲ့တော့ကျမတို့တွေမေးကြည့်ရမယ်ပေါ့နော်အခုအချိန်မှာကိုကဘယ်လိုအပိုင်းမှာတိုးတက်မှုရချင်တာလဲတိုးတက်ချင်နေရလဲဘယ်အစိတ်အပိုင်းကကိုပြောင်းလဲဖို့အတွက်ခေါ်ဆောင်နေလဲပေါ့နော် calling ကဘယ်ကလာနေလဲပေါ့အလုပ်မဟုတ်ဘူးကိုရဲ့လားစာအကြောင်းလည်းမဟုတ်ဘူးကိုရဲ့ယာတူလည်းမဟုတ်ဘူးကိုရဲ့အတွင်းထဲကဒီခေါ်တဲ့အဲ့ဒါကဘာဖြစ်နိုင်မလဲဆိုလို့ရှိရင်ကိုယုံကြည်မှုလားဖန်တီးနိုင်မှုလားကိုရဲ့ဘဝအတိတ်ပဲကိုရှာကျင်နေတာလားစသဖြင့်ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုကရှာဖွေရမယ်မှားတယ်မှန်တယ်မရှိဘူးလက်ရှိကိုဒီလိုခံစားနေရတယ်ဆိုလို့ရှိရင်ဒီခံစားချက်ပဲပေါ့လူစိတ်ဆိုတာလည်းပြောင်းလဲတတ်တယ်လို့မျိုးအတွေးအမြင်တွေရလဲကိုupgrade ဖြစ်လာလေကိုရဲ့အတွေးမြင်တွေရလဲပြောင်းလဲလာမှာဖြစ်တယ်အဲ့ခါကျလို့ရှိရင်နောက်ထပ်ပြောင်းလဲမှုတွေကိုကထပ်ပြီးတော့အစားလာအောင်မှာပေါ့နော်အဲ့ခါကျလို့ရှိရင်ကိုကထပ်ပြီးတော့ရှာဖွေကြရအောင်မှာပဲအဲ့တော့ကျမတို့တွေနေ့စဉ်အသက်ကလေးကိုရှူဖို့မမေ့နဲ့အသက်ကိုရှည်လေးရှူသွင်းရှူထုတ်အဲ့လိုမျိုးလေး4-50ခါလောက်လုပ်ပြီးတော့ကိုအနာယူ
အနားယူပြီးတဲ့အခါကျလို့ရှိရင်ကိုယ့်ရဲ့အတွင်းထဲကအတန်ကိုနားထောင်အဲ့လိုဆိုလို့ရှိရင်ကိုဘာလုပ်ရမယ်ဆိုတဲ့လမ်းကြောင်းပေါ်လာတာပဲဖြစ်ဖြစ်ကိုဘာလုပ်တင်နေဆိုတဲ့ဟာကိုညွှန်ပြနိုင်တဲ့ကိုကို guide လုပ်ပေးနိုင်တဲ့သူတွေပေါ်လာတာပဲဖြစ်ဖြစ်အဲ့လိုမျိုးအခြေအနေမျိုးတွေနဲ့ကြုံရသွားမယ်ပေါ့နော်အဲ့လိုမျိုးကြုံရသွားပြီဆိုလို့ရှိရင်လည်းကိုကရွေးချယ်မှုတွေလုပ်လို့ရပြီရွေးချယ်မှုတွေလုပ်တော့မယ်ဆိုလို့ရှိရင်လည်းကိုစင်တာထားပါကိုစိတ်ထဲကိုသိအောင်လုပ်ပြီးရဲ့အခါမှာကိုစိတ်အေးထားပြီးတော့ကိုရဲ့ရွေးချယ်မှုတွေကိုလုပ်နိုင်မယ်ဆိုလို့ရှိရင်ကိုနဲ့အတွင်းထဲကကိုနဲ့ဆက်သွယ်မှုတွေမပြတ်တော့ဘဲနဲ့အတူတူလက်တွဲအလုပ်လုပ်နိုင်သွားမှာဖြစ်ပါတယ်ဆိုတော့ကြတော့ကိုနဲ့ကိုပြန်ပြီးတော့အချိန်အဆက်မိကြပါစေပြီးတဲ့အခါမှာကိုတကယ်လိုချင်တဲ့ကိုအတွင်းစိတ်ထဲကကိုနဲ့ connect ဖြစ်တဲ့အရာကိုလည်းမှန်မှန်ကန်ကန်ရှာဖွေတွေ့ရှိနိုင်ပါစေလို့ကျွန်မကဒီ podcast ကလေးကနေပြီးတော့ဆုတောင်းပေးပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေအစားအစာအရာရာအဆင်ပြေကြပါစေ